สวัสดีครับမင်္ဂလာပါခင်ဗျစောင့်နေရတာကြာသွားပြီလားကျွန်တော်နဲ့တူထိုင်းစကားဒီနေ့ငါလုံးအစီအစဉ်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကိုထိုင်းလို့1နေ့ဒီနေ့ကိုထိုင်းလို့1နေ့မနေ့ကကိုမို့1မနေ့ကကိုမို့1မနေ့ဖြန်ကိုဖရူနေ့မနေ့ဖြန်ကိုဖရူနေ့ပြီးခဲ့တဲ့နေ့1ထိလဲဒီ1ထိလဲရောက်ကိုတော့ဘယ်လိုအသုံးပြရမလဲဆိုရင်အရှိကနေဆောင်ဆမ်စီလေးတွေထည့်ပြီးတော့ပြီးခဲ့တဲ့2ရက်ကဆိုရင်ဆောင်း1ထိလဲပြီးခဲ့တဲ့3ရက်ကဆိုရင်ဆမ်1ထိလဲအဲ့လိုမျိုးအသုံးပြုလို့ရပါတယ်ဒီနေ့ကိုကြတော့1နေ့ခေါမိမဒီနေ့သူမလာဘူးမနေ့ကဖုန်ပိုင်လဲမုတ်1ဖုန်ပိုင်လဲမနေ့ကကျွန်တော်သွားပြီမနေ့ပြန်ဖုန်ပိုင်ပရိုနေครับကျွန်တော်မနေ့ပြန်သွားမယ်ဒီလိုအချိန်စကလုံးလေးကိုသူ့အရှိမပဲထားအနောက်မှာပဲထားအဆင်ပြေသလိုအသုံးပြုထားလို့ရပါတယ်ကဲအခုဗီဒီယိုလေးကလူချင်းမင်းတို့အတွက်အကျိုးစုံတရားရှိတယ်ဆိုရင်ကျွန်တော်ကို comment မှာ yes လို့ရိုက်ခဲ့ပေးပါဦးပြီးတော့သိချင်တာတွေရှိရင်လည်းမေးခဲ့ပါဦး thank you see you the next video